Hello အားလုံးမင်္ဂလာပါဗျာကျွန်တော် ice cream ပဲဖြစ်ပါတယ်အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေမှာကျွန်တော်တို့ဖုန်းမှာ live stream လုပ်နေတဲ့သူတွေရှိလားရှိရဆိုရင်တော့ဒီဗီဒီယိုကဘာသာလို့တက်ပါပဲကျွန်တော်ဒီနေ့မှာဆိုရင်ဖုန်းမှာ live stream ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ YouTube မှာ subscriber 50ပဲပြည့်ပဲနဲ့ live stream ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်နောက်ကိုလည်းဒီလိုမျိုးဘာသာတို့အတွက်အကျိုးရှိမယ်ဗီဒီယိုလေးတွေကိုကျွန်တော်တို့တပတ်ကိုတစ်ပုံနှုံးနဲ့တင်ပြမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့အကုန်လုံးတောင်းဆိုပါရစေ။ကဲဗီဒီယိုလေးကိုချိန်မဆွဲပဲနဲ့စလိုက်ကြမယ်ဗျ။ကျွန်တော်တို့ဖုန်းမှာ live stream လုပ်ရတဲ့ဆိုရင်ဒီ software 3ခုလိုအပ်ပါတယ်။ဒီမှာ YouTube ဆိုတဲ့ software လေးရယ် Reason ဆိုတဲ့ software လေးရယ်ကျွန်တော်ဒီ Chrome ဆိုတဲ့ software လေး3ခုလိုအပ်ပါတယ်။ဒီ Reason Lite ဆိုတဲ့ software လေးကိုတော့ကျွန်တော်တို့ Play Store မှာတွားပြီးတော့ရှာပြီးတော့ download ရပါတယ်ဗျ။ Reason Lite လို့ရှာပြီးတော့အကုန်လုံး free download ရပါတယ်။ down ပြီးပြီဆိုရင်တော့ကျွန်တော်တို့ YouTube တွေကိုခဏဝင်ပါမယ်။ကျွန်တော်တို့ live stream လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့မှာ channel တစ်ခု create လာဖို့လိုပါတယ်။ကျွန်တော်တို့ create channel ကိုနှိပ်လိုက်ပါမယ်။ပြီးရင်တော့ဘာသာတို့ကြိုက်နေတဲ့ name လေးကိုပေးပြီးတော့ကျွန်တော် channel create လုပ်ရမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ ဆိုပြီးတော့ပေးလိုက်ပါမယ်။ဒီအောက်မှာကဘာသာတို့ name ကိုတခြားသူတွေရှာရင်လို့ရှိရင်ထည့်ရမယ့် user name ပဲဖြစ်ပါတယ်။ကျွန်တော်ကတော့ i12232 ဆိုပြီးတော့ထားလိုက်ပါမယ်။ပြီးရင်ကျွန်တော် save နေပါမယ်။ပြီးရင်တော့ဒီအောက်နားလေးမှာအကုန်လုံးမြင်တဲ့အတိုင်းပဲဒီ create channel ဆိုတာလေးကိုကျွန်တော်နှိပ်ပါမယ်။နှိပ်ပြီးရင်ခဏလေးစောင့်ပြပါမယ်။ကဲဒီမှာဆိုရင်တော့ကျွန်တော်တို့ user name က YouTube အတွက်အသုံးပြုနိုင်လို့ပေါ်ပါတယ်။အဲဆိုကျွန်တော်တို့က name ပြောင်းပေးရပါမယ်။ကျွန်တော်ကတော့ ice official ဆိုပြီးတော့ထားလိုက်ပါမယ်။ကျွန်တော် creation နဲ့တစ်ချက်နေပါမယ်။ကဲဒါဆိုရင်တော့ကျွန်တော်တို့ channel create လုပ်ပြီးတော့ပါပြီ။ဒါ profile ပုံလေးပြောင်းချင်တယ်ဆိုရင်တော့ဒါကိုနှိပ်ပြီးတော့ပြောင်းလို့ရပါတယ်။ဒီမှာဒီအောက်မှာ description လေးမှာလည်းကျွန်တော်တို့ကြိုက်တာရေးထားလို့ရပါတယ်။ကဲဟုတ်ပြီကျွန်တော်တို့က channel လေး create လုပ်ပြီးပြီဆိုရင်တော့အပြင်ကိုတစ်ချက်ထွက်လိုက်ပါမယ်။ပြီးရင်တော့ရောဒီ Chrome ဆိုတဲ့ software လေးတွေတစ်ချိန်ဝင်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ YouTube Studio ဆိုပြီးရိုက်ရှာပေးအောင်ဖြစ်ပါတယ်ပြီးရင်ဒီအပေါ်ဆုံးမှာပေါ်နေတဲ့ YouTube Studio ဆိုတာကိုနှိပ်လိုက်ပါမယ်ပြီးရင်တော့ဒီအောက်နားလေးမှာ Continue to Studio ဆိုတာတွေ့ပါလိမ့်မယ်အဲ့ဒါကိုတစ်ချိန်နှိပ်လိုက်ပါနှိပ်ပြီးသွားရင်ခဏလေးစောင့်ပေးလိုက်ပါကျွန်တော်ကတော့ရင် main ကောက်ကိုရောက်နေဖြစ်ပါတယ်ခုနကကောက်ကိုပြောင်းပြပါမယ်ကျွန်တော်တို့ဒီမှာ ice official ဆိုရင်ကျွန်တော်အကောက်ကိုဝင်လိုက်ပါမယ် brother တို့ကအကောက်တစ်ခုတည်းရှိရဆိုရင်တော့ဒီနေရာကိုတန်းရောက်ပြီးတော့ကျွန်တော်တို့ Korean YouTube Studio နှိပ်လိုက်ရုံပါပဲကျွန်တော်တို့အကောက်အများရှိရဆိုရင်တော့ကျွန်တော်တို့ live stream လုပ်မဲ့အကောက်ကိုပြောင်းပေးရပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ Korean News ဆိုတာတွေ့ပါလိမ့်မယ်အဲ့ဒါကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးရင်တော့ဒီမှာကျွန်တော်တို့ဒီနားလေးမှာlive stream လေးနဲ့ပုံလေးနဲ့ပေါ်နေပါလိမ့်မယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးရင်တော့ဒီမှာကျွန်တော်တို့ကအခုမှ channel ကစဖွင့်ထားတာဖြစ်တဲ့အတွက်24နာရီစောင့်ပေးရပါမယ်ဒီ request ဆိုတော့တစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့24နာရီစောင့်ပေးလိုက်ပါဒီမှာကျွန်တော်တို့ကဒီ verify ဆိုတော့နှိပ်ပြီးတော့ဖုန်းနံပါတ်ထည့်ပြရမှာဖြစ်ပါတယ်ခဏလေးပါကျွန်တော်တို့ဒီမှာဆိုရင်UK တို့ဘာလို့တွေ့ပါလိမ့်မယ်ကျွန်တော် US တို့တွေ့ပါလိမ့်မယ်အဲ့ဒီမှာကျွန်တော်တို့ကမြန်မာဖုန်းနံပါတ်ကိုရှာပြီးတော့ထည့်ပေးရပါမယ်ဒီမှာပါမြန်မာဆွဲဟာတွေ့ပါမယ်ကျွန်တော်ကတော့ကျွန်တော်ဖုန်းနံပါတ်ကိုထည့်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော် next နေလိုက်ပါမယ်ဒါမှမဟုတ်ဆိုရင်တော့ကျွန်တော်တို့ရရှိရသွားပါပြီခဏလေးအပြင်ကိုတစ်ချက်ပြန်ထွက်ပေးလိုက်ပါပြီးရင်တော့ကျွန်တော်တို့ခုနက Chrome နဲ့ကိုပြန်ဝင်ပါမယ် Korean YouTube Studio နှိပ်ပါမယ်တော့ line လေးကအနည်းငယ်ကြာနေပြီပဲခဏလောက်စောင့်ပြလိုက်ပါမယ်ကျွန်တော်ကတော့အခုမှကောက်က channel create လုပ်ထားတာဖြစ်တဲ့အတွက်24နာရီကျွန်တော်စောင့်ပေးရပါဒီကောင်လေးက24နာရီစောင့်အောင်မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ main ကောင်လေးနဲ့ပဲကျွန်တော်တို့ဆက်ပြီးတော့ပြလိုက်ပါမယ်။ဒါက
တို့က24နာရီဆောင်ပြီးပြီဆိုရင်တော့ဒီနားလေးမှာတွေ့တဲ့အတိုင်းပဲ live stream ပုံလေးနဲ့တွေ့ပါလိမ့်မယ်အဲ့ဒါကိုတစ်ချက်နေလဲပါကဲဒီနားကိုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီအဆက်30ကိုနှိပ်ပြီးတော့ဒီနားလေးမှာ desktop site ဆိုတာတွေ့ပါလိမ့်မယ်အဲ့ဒါကိုဖွင့်ပေးလိုက်ရပါတယ်မဖွင့်ပေးထားဘူးဆိုလည်းအဆင်ပြေပါတယ်ကျွန်တော်တို့ဒီဘေးနားလေးဟာကိုနည်းနည်းလေးဆွဲပြီးတော့ဒီနားလေးကိုနည်းနည်းလေးဆွဲလိုက်ပါမယ်ဆွဲလိုက်ရင်ကျွန်တော်ဒီနားမှာအဲ့ဒီဆိုတာတွေ့ပါလိမ့်မယ်အဲ့ဒါကိုတစ်ချက်နေလဲပါနှိပ်ပြီးရင်တော့ဘာသာတို့ကဒီမှာ live stream နဲ့ name ကိုရွေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ပြီးပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ရေးမပြတော့ပါဘူးဒါကတော့ဘာသာတို့ပြီးပါလားတိုက်တဲ့နေရာမှာဘာသာတို့ live stream ကဘာအကြောင်းအရာကိုသိမှလည်းကျွန်တော်ရေးပြီးပြရပါမယ်ပြီးရင် description မှာလည်းပဲဘာသာတို့နဲ့တွဲခေါ်ချင်တာဘာညာကျွန်တော်အကုန်လုံးရေးပြရပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီနားလေးမှာ visibility မှာကျွန်တော် public ထားပြရပါမယ်ပြီးရင်ဒီနားလေးမှာ category မှာဘာသာတို့က entertainment တွေလား gaming တွေသွားမှာလားကျွန်တော်ကတော့ gaming တွေသွားတာဖြစ်တဲ့အတွက် gaming ယူပြပါမယ်ပြီးရင်ကျွန်တော်တို့ game title ဆိုတဲ့နေရာမှာကျွန်တော်တို့က Minecraft တွေ stream မှာလား Mobile Legends တွေ stream မှာလားကျွန်တော်ရွေးပြရမယ်ကျွန်တော်ကတော့ Mine ကိုရေးလိုက်တာနဲ့အပေါ်ဆုံးမှာ Minecraft 2009ဆိုပြီးပေါ်နေတာတွေ့ပါလိမ့်မယ်အဲ့ဒါကိုကျွန်တော်ရွေးပြလိုက်ပါမယ်ပြီးရင်တော့ဒီနေရာလေးမှာ brother တို့ကတန်ပေးလေးကျွန်တော်တို့ထည့်လို့ရပါတယ်အမှဆိုရင် brother တို့ကတစ်ချက်နှိပ်လိုက်ရပါပဲကျွန်တော်ကထည့်ပြီးသားဆိုတော့ပြောင်းအောင်မှာဖြစ်တဲ့အတွက်ဒီနားလေးကအဆက်30ကိုနှိပ်ပြီးတော့ကျွန်တော်တို့ချင်းကိုနှိပ်ပြီးတော့ကျွန်တော်ပြောင်းလို့ရပါတယ်ကျွန်တော်တော့ပြောင်းပြတော့ပါဘူးဒီမှာ audience ဆိုတဲ့နေရာမှာကျွန်တော်တို့က not in made for kids ဆိုတာကိုရွေးပြရပါမယ်ပြီးရင်တော့ဒီနားလေးမှာ show more ဆိုတာကိုတွေ့ပါလိမ့်မယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ရင်တော့ကျွန်တော်တို့ဒီအောက်မှာအများကြီးပဲပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီမှာဒါတို့ကဒီ text နေရာမှာကျွန်တော်တို့ Minecraft အတွက်ဆိုရင်ကျွန်တော်တို့ share Minecraft ဆိုပြီးတော့ရေးပေးရပါမယ်ရေးပေးပြီးရင်တော့ကျွန်တော်တို့ဒီလိုမျိုးလေးပေါ်နေပါလိမ့်မယ်အဲ့တော့တွေ့လာတော့မသိဘူးဒီမှာဒီလိုမျိုးလေးပေါ်နေပါလိမ့်မယ်ပြီးရင်တော့ကျွန်တော်တို့ channel တွေကဘာမှလုပ်စရာမလိုပါဘူးပြီးရင်ဒီအောင်သားလေးမှာ save ဆိုတာလေးတွေ့ပါလိမ့်မယ်အဲ့ဒါကိုနှိပ်ပေးလိုက်ပါကဲပြီးရင်တော့ကျွန်တော်တို့ home နဲ့တစ်ချက်ထွက်ပါမယ်ထွက်ပြီးရင်ဒီ prison light ဆိုတဲ့ဟာကိုကျွန်တော်တို့တစ်ချက်ဝင်လိုက်ပါမယ်ကျွန်တော်တို့ဒီမှာအကောက်ကဝင်ပေးရမှာဖြစ်ပါတယ်ဒါသာတို့ဖွင့်ထားတဲ့ Gmail နဲ့ကျွန်တော်တို့တစ်ချက်ဝင်ပေးလိုက်ပါဒီ Google ဆိုတော့နှိပ်ပြီးတော့ဒါသာတို့ဖွင့်ထားတဲ့ Gmail နဲ့ဝင်ပေးလိုက်ပါကျွန်တော်ကကြော်လိုက်ပါမယ်ဒီ software လေးတွေကိုစသဝင်ခြင်းမှာ permission တောင်းပါလိမ့်မယ်အဲ့ဒီ permission တွေကိုအကုန်လုံးပေးလိုက်ပါပြီးရင်တော့ကျွန်တော်တို့ဒီမှာ okay ကိုနှိပ်ပေးလိုက်ပါပြီးရင်ဒီနားလေးမှာကျွန်တော်တို့ကရွေးပေးရမှာမယ်ဒီ prison light ဆိုတာကိုရှာပြီးတော့ display over other app ကိုကျွန်တော်ဖွင့်ပေးရပါမယ်ဖွင့်ပေးပြီးရင်တော့ကျွန်တော်တို့ဒီနေရာကိုပြရတော့မှာဖြစ်ပါတယ်ဒီနားလေးမှာကျွန်တော်တို့ setting ပုံလေးနဲ့တွေ့ပါလိမ့်မယ်အဲ့ဒါကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပေးပြီးရင်ကျွန်တော်တို့က screen saver setting ဆိုတာတွေ့ပါမယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးရင် brother တို့ကဒီမှာကြိုက်တယ်ကျွန်တော်တို့ဟာကိုကျွန်တော်ရွေးပြီးလို့ရပါတယ်အကောင်းဆုံးကတော့ကျွန်တော်တို့ဒီနားလေးကအပေါင်းပုံလေးနှိပ်ပြီးတော့ brother တို့ရဲ့ကိုယ်ပိုင်ဟာကိုသုံးစေချင်ပါတယ်ပြီးရင်ကျွန်တော်တစ်ချက်ထွက်လိုက်ပါမယ်ထွက်ပေးပြီးရင် brother တို့ကဒီနားမှာ ready ဆိုတာတွေ့ပါလိမ့်မယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပေးပြီးရင်တော့ဒီအောင်နားလေးမှာ custom RTMP ဆိုတာတွေ့ပါလိမ့်မယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးရင်ဒီနားလေးကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ home နဲ့ထွက်ပြီးတော့ Chrome နဲ့ကိုတစ်ချက်ပြန်ဝင်ပေးရပါမယ်ကဲဒီနားလေးကိုရောက်ပြီဆိုရင်တော့ဒီနားမှာ Spring URL ဆိုတာတွေ့ပါလိမ့်မယ်အပေးနားလေးမှာ copy ဆိုတာလေးရှိပါတယ်အဲ copy ဆိုတာလေးကိုနှိပ်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ခုနက print slide ဆိုတဲ့ထဲကိုပြန်ထည့်ပြအောင်မယ်ဒီ string URL ဆိုတဲ့နေရာမှာကျွန်တော်တို့ခုနက copy URL လေးကို paste ချပေးလိုက်ပါမယ်ပြီးရင်ကျွန်တော် Chrome နဲ့ကိုပြန်ဝင်ပါမယ်ဝင်လာပြီးရင်တော့ကျွန်တော်တို့ဒီဘက်လေးကိုနည်းနည်းဆွဲလိုက်ပါမယ်ဆွဲပေးပြီးရင်တော့ဒီပေါ်ထောင်သားလေးမှာ copy icon လေးနဲ့တွေ့ပါလိမ့်မယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးရင်တော့ကျွန်တော် print light ထဲကိုတစ်ချက်ပြန်တောင်းပါမယ်တောင်းပြီးရင်ဒီ string key ဆိုတဲ့ string key ဆိုတဲ့နေရာမှာကျွန်တော်တို့ခုနက copy ယူလာတဲ့ဟာကိုထည့်ပေးရပါမယ်ထည့်ပြီးရင်တော့ဒီအောက်က string name ဆိုတဲ့နေရာမှာ data တွေရဲ့ channel name လေးရေးပြလိုက်တာပိုကောင်းပါတယ်ကျွန်တော်ကတော့ i ဆိုပြီးတော့ပဲရေးပြလိုက်ပါမယ်ပြီးရင်တော့ကျွန်တော် save ကိုနှိပ်ပြလိုက်ပါကဲဒါဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာပေါ်လာရွေးဖြစ်ပါတယ်နော်
တော့အမားကြီးလေးရှင်းနေလိုက်ပါမယ်နေပြီးရင်တော့ brother တို့ကဒီနေရာကိုရောက်လာမှာဖြစ်ပါတယ်အဲဆိုရင်တော့ဒီညမှာ920ပြီဆိုတာတွေ့ပါလိမ့်မယ်အဲ့ဒါကိုတစ်ချက်နေလိုက်ပါနေပြီးတော့အပေါ်ဆုံးမှာ resolution ဆိုတဲ့ဟာနေပါပြီးရင်အပေါ်ဆုံးက1080 p ကိုရွေးပြရပါမယ်အဲ့ဒါမှာ brother တို့ live stream လေးနဲ့ quality ကအရင်ကိုကြီးနေမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ go live ဆိုတာကိုတစ်ချက်နေလိုက်ပါမယ် okay နေလိုက်ပါနေပြီးရင်တော့ကျွန်တော်တို့ကဒီ live ကို brother တို့ရဲ့ဖုန်းထဲမှာ save ထားမှာလားမ save ဘူးလားဆိုတော့ကျွန်တော်ရွေးပြရမယ် save မယ်ဆိုရင်တော့ကျွန်တော် yes ကိုနှိပ်ပြီးတော့ save လို့ရပါတယ်မ save ဘူးဆိုရင်တော့ no ကိုနှိပ်လိုက်ပါကျွန်တော်ကတော့ brother ကို tutorial ပြတာဖြစ်တဲ့အတွက်ကျွန်တော် no ကိုပဲနှိပ်လိုက်ပါမယ်ပြီးတော့ဒီနားကိုရောက်ပြီဆိုရင်ကျွန်တော်တို့က select NIS string ကိုscreen ကိုရွေးပြရပါမယ်ပြီးရင် share screen ကိုနှိပ်လိုက်ပါဒီ remote လေးပေါ်လာပြီဆိုရင်တော့ခဏလေးဒီနားကိုရောက်ပြီဆိုရင်တော့ brother ရဲ့ live ကစနေပြီဖြစ်ပါတယ်ကျွန်တော်ကတော့နှစ်ချက်လေးသုံးဖို့ recommend ပေးရတယ်အဲ့ဒါမှ brother ရဲ့အတန်ကိုလည်း stream မှာကြားမှာဖြစ်ပြီးတော့ကျွန်တော်တို့ခင်းရအတန်ကိုလည်းပဲ stream မှာကြားမှာဖြစ်ပါတယ်ဒီမော်နာလေးမှာခဏလေးပြည့်နေပြီဆိုတော့ကျွန်တော်တို့ stream စနေပြီဖြစ်ပါတယ်ကျွန်တော်တို့ Chrome နဲ့တစ်ချက်တော့ပါမယ်တော်ပြီရင်တော့ခဏလေးစောင့်ပေးလိုက်ပါစောင့်ပေးပြီးရင်ပေါ်နာလေးမှာ excellent ဆိုပြီးတော့ပေါ်နေပါလိမ့်မယ်အဲ့ဒါဆိုရင်တော့ brother ရဲ့ like ကစတော့ပါပြီကဲကျွန်တော်ပြန်ခဲ့နီးလန်းလေးတိုင်းလုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ဖုန်းမှာလည်း like လုပ်ရမယ် YouTube မှာလည်း subscriber 50ပြီပဲနဲ့ like လုပ်ရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ video လေးကိုကြိုက်နေတဲ့ဆိုရင်တော့ like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအားလုံးပဲ拜拜ပါ